manifestation ဒီစကားလုံးကိုဒီနောက်ပိုင်းမှာတော်တော်လေးကြားဖို့ကြမှာပါ social media မှာရောကိုပေါ့ဝင်းကျင်မှာရောပေါ့ဒါမဲ့အဲ့ဒါကတကယ်တော့ဘာကိုပြောတာလဲဘယ်လိုအလုပ်လုပ်တာလဲအဲ့ဒါကိုပဲဒီနေ့အထူးတူလေးလာကြည့်ကြရအောင် ဒီအကြောင်းအရာကလူတွေကြားမှာဘယ်လောက်တောင်ရေပန်းစားလာလဲဆိုတာကိုကြည့်ကြရင်လေ Google မှာ manifestation ဆိုပြီးရှာတဲ့အရာအတွက်ကတနေ့တင်းမှာပဲ900%အထိခုန်တက်သွားတယ်900%တော့အများကြီးပဲဒါကဒီခေါင်းစဉ်ကဘယ်လောက်ထိလူတွေစိတ်ဝင်စားမှုကိုဖန်ဆားထားနိုင်လဲဆိုတာရှင်းရှင်းလင်းလင်းမြင်တာစပါတယ်ဒါမဲ့အဓိကမေးစရာရှိတာက manifestation ဆိုတာကတကယ်ပဲ messy ဖွင့်ပြီးလူချင်းတာကိုစိတ်ကူးရင်ဆူတောင်းနေုံပဲလား magic လိုမျိုးပေါ့ဒါမှမဟုတ်ဒါကတကယ်ပဲစနစ်တကျလေ့ကျင့်ယူလို့ရတဲ့စိတ်ပိုင်းဆိုင်ရာနည်းကျတစ်ခုလား mindset နဲ့ဆိုင်တဲ့ကိစ္စလားအဲ့ဒီမေးခွန်းကိုပဲဖြေကြည့်ကြအောင် ဟုတ်ပြီဒီနေ့မှာတော့ဒီအကြောင်းအရာကိုပိုင်းလေးတွေခွဲပြီးပြောပြတော့ပါမယ်ပထမဆုံး manifestation နဲ့ပတ်သက်ပြီးလူတွေဘာကြောင့်အထင်လွဲနေကြလဲဆိုတာကြည့်မယ်ပြီးရင်စူတောင်းတာနဲ့ manifest လုပ်တာဘာကွာလဲဆိုတာကိုရှင်းရှင်းလင်းလင်းနိုင်ရှင်းပြမယ်ပြီးတော့ဒါလက်တွေ့မှာဘလို့အသုံးဝင်လဲဆိုတော့ Olympic အားကစားသမားတွေဥပမာနဲ့တကွာပြောပြသွားမှာပါနောက်ဆုံးမှာတော့အတွေးကနေတကယ်လက်တွေ့လှုပ်ဆောင်ချက်အဖြစ်ဘလို့ပြောင်းလဲသွားလဲဆိုတာကိုကြည့်ကြမယ်ကဲပထမဆုံးအပိုင်းကိုစလိုက်ကြရအောင် manifestation နဲ့ပတ်သက်ပြီးလူတွေကြားထဲမှာအဖြစ်များနေတယ်အဖြစ်မြင်လွဲမှမှုတွေကပါတယ်လေ Mel Robbins ရဲ့စကားတစ်ခုရှိတယ်တခုခုကိုလိုချင်တယ်လို့ဆူတောင်းနေတာကကိုမကြိုက်တဲ့အရာကိုပို့ပြီးအားကောင်းသွားစေတယ်တဲ့ဆိုလိုတာကရိုးရိုးဆူတောင်းတာရဲ့အဓိကပြဿနာကလည်းကို့မှာမရှိတဲ့အရာကိုပို့ပြီးအာယုံစိုက်မိသွားစေရတယ်ဥမာပေါ့ငါပိုက်ဆံနေများဟိလိုချင်တယ်လို့ဆူတောင်းလိုက်တာနဲ့တပြိုင်နက်ကိုစိတ်ထဲမှာငါအခုပိုက်ဆံမရှိသေးဘူးဆိုတော့ချိုးတဲ့နေတဲ့ခံစားချက်ကပို့ပြီးတော့ပြင်းထန်လာရော ဒါကြောင့်မို့လို့ရိုးရိုးဆူတောင်းတာနဲ့ manifesting လုပ်တာကြားကကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမြင်သွားအောင်တိုက်ရိုက်နိုင်ရှင်းကြည့်အောင်ပြောရရင်ဒီနှစ်ခုကလုံးဝကိုမတူတဲ့အစွန်းတစ်ခွက်မှရှိနေတယ်လို့ပါပဲ ကွာခြားချက်ကတော်တော်လေးကြီးပါတယ်ကြည့်ကြည့်အောင်ဆူတောင်းရဲဆိုတာကကိုယ့်ရဲ့စွမ်းအားကိုအပြင်ဘက်ကတစ်ခုခုစီမှာတွားဖုံအပ်လိုက်တာနဲ့တူရဲ့အာယုံစိုက်တာကလည်းကိုယ့်မှာမရှိတဲ့အပေါ်မှာပဲအဲ့ဒီတော့ဘလို့ခံစားရဲဆိုတာအားငယ်တာပေါ့ဟုတ်တယ်မလား manifesting ကတော့အဲ့ဒီရဲ့လုံးဝပြောင်းပြန်ပဲစွမ်းအားကအပြင်မှာမဟုတ်ဘူးကိုယ့်အကွင့်မှာရှိတယ်လို့ခံယူတယ်အာယုံစိုက်တာကငါဘာလုပ်နိုင်မလဲဆိုတဲ့အပေါ်မှာဒါကြောင့်ခံစားရတာကလည်းခွန်အားပြည့်နေလို့ပဲကိုယ့်ဘဝကိုကိုယ်တိုင်တောင်းယူရဲဆိုတဲ့ခံစားချက်မျိုး ဟုတ်ပြီဒါဆိုရင် manifestation ကိုတကယ်လက်တွေ့ကြတဲ့လှုပ်ဆောင်ချက်ကိုဦးကြည့်တဲ့နီလန်းချက်ကိုအနေနဲ့ဘလို့အတိပဲဖွင့်ကြမလဲဒီမှာအဓိကချက်ကဒါပဲ manifesting ဆိုတာမျက်လက်မဟုတ်ဘူးအတိပဲဖွင့်ရင်ကိုယ့်ရဲ့ပန်းတိုင်ကိုရောက်ဖို့လိုအပ်တဲ့လှုပ်ဆောင်မှုတွေကိုလုံနိုင်အောင်စိတ်ခန္ဓာကိုယ်နဲ့စိတ်သက်ခွန်အားကိုလေ့ကျင့်ပေးတဲ့လုပ်ငန်းစဉ်တစ်ခုပဲအထူးသဖြင့်ကိုကိုတန်တရားဝင်တာလိုမျိုးအတွင်းဆိုင်ကအထားစီးလေးကိုကြိုလွှားနိုင်အောင်လေ့ကျင့်ပေးတဲ့နီလန်းတစ်ခုပေါ့ဒီလုပ်ငန်းစဉ်ကိုရိုးရိုးရှင်းရှင်းလေးအဆင့်ထုံးစင်နဲ့ခွဲကြည့်လို့ရတယ်နံပါတ်1 CA ကိုလိုချင်တဲ့အရာကိုရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်တာနံပါတ်2 Feel it အဲ့ဒီအရာကိုတကယ်ကိုပိုင်ဆိုင်ထားရတယ်လို့မျိုးခံစားချက်အပြည့်နဲ့ခံစားကြည့်တာပြီးတော့နောက်ဆုံးနဲ့အရေးကြီးဆုံးစစ်နံပါတ်3 act on it အဲ့ဒီပန်းတိုင်ရဲ့တကယ်ကိုလက်တွေ့လှုပ်ဆောင်တာပဲ ဒီအဆင့်တွေကတကယ်ပဲအလုပ်ဖြစ်ရလားဘလောက်တောင်စွမ်းအားကြီးလဲဆိုတာကိုကမ္ဘာထိပ်တန်းအားကစားသမားတွေစီကဥပမာတစ်ခုနဲ့ကြည့်လိုက်ရအောင် Olympic အားကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းပေါ့ American Olympic Nation C နဲ့ Snowboard အသင်းတွေရလေအားကစားစစ်ပညာရှင်တွေကိုဘာကြောင့်ငားရမ်းနေထွန်းပါလဲအဓိကအကြောင်းရင်းကတစ်ခုတည်းပဲအဲ့ဒါကတော့ mental training လို့ခေါ်တဲ့စစ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတွေလုပ်ဖို့ပဲအထူးသဖြင့်တန်ရာရပြီးပြန်ကစားရတဲ့အခါမျိုးယူရည်မှုတွေပျောက်ဆုံးနေတဲ့ချင်းမျိုးတွေမှာဒီနည်းလမ်းကသူတို့အတွက်အရန်ကိုအရေးကြီးပါတယ် ဒါပေမဲ့ဒီနေရာမှာတစ်ခုရှိတယ်သူတို့က supply ကင်ပြီး on web ခံနေတဲ့ပုံစံကိုပဲစိတ်ကူးရင်နေတာမဟုတ်ဘူးနော်သူတို့လောက်တာကပြိုင်ပွဲတစ်ခုလုံးရဲ့အစကနေအဆုံးထိလှုပ်ရှားမှုတိုင်းရဲ့အသေးစိတ်တစ်ခုချင်းစီကိုစိတ်ထဲမှာအဆောက်အဆုံးအစမ်းကျင့်နေတာ rehearsal လုပ်နေတာကော ဘလောက်တောင်အသေးစိတ်ကြက်လဲဆိုရင်ဟိုမှာ snowboard တမတယောက်ဆိုရင်နင်းပေါ်မှာနင်းလိုက်တဲ့ကြွတ်ဆိုတဲ့အတန်းမင်းနာကိုတိုက်ခတ်သွားတဲ့လေရဲ့အေးဆက်လင်မှုသူ့ရဲ့ snowboard ကိုခြေထောက်မှာတတ်လိုက်တဲ့ခံစားချက်ရင်ထဲမှာဒင်းနဲ့ဖြစ်သွားတဲ့ဆူလှရှောင်းမှုတောင်ဆောင်ကနေစပြီးအရှင်ရက်လာတဲ့ခံစားချက်အောက်ကိုဆွဲချနေတဲ့ကပောက်ဆွဲအားအဲ့ဒါတွေကုံလုံးကိုအာယုံတွေအားလုံးနဲ့ခံစားပြီးလေ့ကျင့်တာ ကဲဒီနေရာမှာအရင်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဦးနောက်ကလေတကယ်အဖြစ်အစင်မှန်နဲ့အသေးစိတ်ကြစိတ်ကူးရင်ဖန်တီးထားတဲ့အဖြစ်ကိုခွဲခြားမသိဘူးတဲ့ဟုတ်ပါတယ်သူကခွဲမသိဘူးဒါကြောင့်မို့လဲဒီလိုစိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတွေကယုံကြည်မှုကိုတကယ်တိဆောက်ပေးနိုင်ပြီးတော့စိတ်လှုပ်ရှားတာစိုးရင်တာတွေကိုဖယ်ရှားပေးနိုင်တာပေါ့ ဟုတ်ပြီ
အိုလံပစ်လိုထိတ်တန်းအဆက်ကနေကျွန်တော်တို့လိုတာမန်လူတွေရဲ့လက်တွေ့ဘူဝါနေပိုနီးဆက်တဲ့ဇလန်လေးတစ်ပုဒ်ကိုဖြောင်းကြည့်အောင်ကောက်ရိုးပုံတွေကအရှာတဲ့ဇလန်ပေါ့ဇလန်ရဲ့ပန်းတိုင်ကတော့ရှင်းရှင်းလေးပါမင်္ဂလာဆောင်ခါစားဆုံတွဲကဘော့စတွန်မြို့ဖြစ်မှာဈေးလက်တင်ရမယ်ရှေးအောင်ပုံစံလေတော့အင်္ဂလိပ်တလုံးလည်းဖြစ်ရမယ်အဲ့ဒီလိုအိမ်မျိုးကိုရှာဖို့အိမ်မက်မက်နေကြတာဒါပေမဲ့ဘော့စတွန်လိုအိမ်ချမ်းမြေဈေးအိမ်နဲ့ကြီးတဲ့နေရာမှာဒါကတကယ်ကိုမဖြစ်နိုင်တဲ့လောက်ခက်ခဲတဲ့စင်ခေါ်မှုကြီးတစ်ခုပေါ့ HR ကနှစ်လောက်ကြာလာတော့စိတ်တက်တွေကြာလာတဲ့အခါသူတို့အချင်းချင်းအားပေးတဲ့စကားလေးတစ်ခွန်းရှိတယ်။အဲဒါကငါတို့ဒီကောက်ရိုးပုံတွေက add design ကိုရှာတွေ့မှာငါတို့တည်နေတဲ့ဒါကလက်မချော့ပဲစက်စ조사ဖို့အတွက်လိုအပ်တဲ့တက်ကြွတဲ့ယုံကြည်ချက်ကိုပြန်လည်တည်ဆောက်ပေးတာပဲ နောက်ဆုံးတော့အိမ်တစ်လုံးတော့တွေ့ပါလေတော့ဒါပေမဲ့အဲ့ဒီအိမ်ကဘယ်လိုပြောရမလဲလုံးဝကိုအမိုက်ပုံလို့ဖြစ်နေတာချမ်းထဲမှာမြက်တွေကခါလောက်မြက်နေပြီပြတင်းပေါက်တွေကလည်းကွဲလို့မိကိုခေါင်းတိုင်းထဲမှာဆိုရကွန်းကောင်မိသားစုတစုကအခန့်ထားနေရယူထားတယ် ဒီနေရာမှာအတိကအချက်ကဝင်လာပြီသူတို့ဒါစိတ်ပိုင်းဆိုင်ရာကြိုတင်လက်ကျမထားခဲ့ဘူးဆိုရင်လေဒီလိုအိမ်မျိုးကိုမြင်တာနဲ့မဖြစ်နိုင်ပါဘူးဆိုတော့တန်တရားစိတ်ကဝင်လာပြီးသူတို့ရဲ့အိမ်မက်အိမ်ကိုလက်လို့လက်ရမှာတေးကြတယ်တကယ်လို့ Mel Robbins ပြောသလိုပဲကိုလိုချင်တဲ့အရာကိုမရောက်အောင်တားဆီးထားတဲ့အကြည့်မောင်းအတားဆီးကတခြားသူမဟုတ်ဘူးအမြဲတမ်းကိုယ့်ရဲ့တန်တရားစိတ်ပဲ ကဲအခုဆိုရင်အားလုံးကိုခြုံငုံပြီးနှစ်ချုပ်နေနဲ့အတွဲကနေတကယ်လက်တွေ့လှုပ်ဆောင်ချက်အဖြစ်ဘလို့ပြောင်းလဲသွားလဲဆိုတာကိုကြည့်လိုက်ရအောင်ဒီနေ့ပြောခဲ့စညာအထက်ကအဓိကအမှတ်ထားမယ်အချက်ကတော့ဒါပါပဲအတွေ့တွေကတကယ်အရာတွေဖြစ်လာနိုင်တယ်ဒါပေမဲ့ only when ဘယ်အချိန်မှလဲဆိုတော့အဲ့ဒီအတွေ့တွေကကိုအဲ့ဒီအရာတွေရဖို့အတွက်လက်တွေ့လှုပ်ဆောင်လာအောင်လှုံ့ဆော်ပေးနိုင်တဲ့အချိန်မှာပဲဆိုတော့ manifestation ဆိုတာကစိတ်ကူးတစ်ခုနဲ့အဲ့လာကိုအကောင့်တွေပေါ်ဖို့လိုအပ်တဲ့လှုပ်ဆောင်ခြင်းအဲ့ဒီနှစ်ခုကြားကကွာအားချက်ကိုပေါင်းကူးပေးတဲ့တရားတစ်ခုလိုပါပဲဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားလျာမိခွန်းလေးတစ်ခုနဲ့ပဲနေကုန်းချုပ်လိုက်ပါစေအခုသိရှိသွားတဲ့တဘောတရားတွေကိုသုံးပြီးဘလို့လှုပ်ဆောင်ချက်တစ်ခုအတွက်စပြီးစိတ်ပိုင်းဆိုင်ရာပြင်ဆင်လေ့ကျင့်ကြည့်လို့ရနိုင်မလဲ